ညာတိုင်းမှာလီဆာဟာဗီဒင်းပေါက်တွေကိုအိပ်ရချင်းတွေနဲ့အသေးချာရိုက်ပစ်လေးရှိပါတယ်။ဒလမလောက်တောင်အဟမရှိအောင်တကားတွေကိုလည်းအထက်ထက်အခိုင်အမာပိတ်ဆို့ထားတာပေါ့။မိဖို့ပေါ်မှာလည်း CO ဒါစင်မြောင်းများစွာကိုအပူပေးထားပြီးရှေ့မှာကျုံလာရမယ့်အရေးပေါ်အခြေအနေအတွက်ပြင်ဆင်နေသေးပါတယ်။ဒါပေမဲ့အကာအကွယ်တွေအားလုံးပြင်ပြီးတဲ့ခဏမှာပဲဗီဒင်းပေါက်ကတန်ငူမိုးတွေဟာတစ်ခုပြီးတစ်ခုအလိုလျောက်ပြုတ်ထွက်လာပါတော့တယ်။လီဆာတယောက်ကြောက်လန့်တကြားနဲ့ပုံစံနေရရှာနေတော့မှပဲဗီဒင်းပေါက်ကနေအလင်းပြူကြီးတစ်ချက်ဝင်းကနေဖြာချလာပါတယ်။အဲ့ဒီအလင်းနန်းထဲမှာကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုပါနေပုံရပြီးတကားကိုပိတ်ဆို့ထားတဲ့ဆိုဖာကြီးတောင်လွင့်ဆင်သွားခဲ့ရပါတယ်။လီဆာထိတ်လန့်နေတော့မှပဲချမ်ပီယံဘော်ကဖြူသားအလောင်းဟာလည်းအလိုလျောက်လွင့်တက်သွားပြီးအိမ်အပြင်ဘက်ကိုပါသွားပါတော့တယ်။အလင်းတန်းကြီးပျောက်သွားလို့လီဆာအသက်ဝါရှူဖို့ပြင်လိုက်တော့မှပဲနောက်ထပ်အလင်းတန်းတွေကဗီဒင်းပေါက်တိုင်းကနေချက်မှန်ဖြာချလာပြန်ပါတယ်။အဲ့ဒီအလင်းတန်းတွေဟာလီဆာဘဲမှာပုံနေလဲဆိုတာကိုလိုက်ရှာနေသလိုပါပဲ။အလင်းတန်းနဲ့မထိအောင်လီဆာဟာမြေအောက်ခန်းထဲကိုအမြန်ဆင်းပြေးခဲ့ရပါတယ်။ဒါပေမဲ့သူမှမသိလိုက်တာကတော့ဖြူသားတကောင်ဟာအိမ်ထဲကိုရောက်နေပြီဆိုတာပါပဲ။လီဆာဟာမြေအောက်ခန်းနောက်ဖက်တကားကထွက်ပြေးဖို့ပြင်လိုက်ပေမဲ့အလင်းတန်းကြီးကထပ်ပေါ်လာပြန်ပါတယ်။အလင်းတန်းနဲ့မထိအောင်နေရန်နောက်မှာကတ်ပုံးနေညနေမှလီဆာဟာထိတ်လန့်စရာပုံရိပ်တစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့အရွယ်ရောက်ပြီးသားဖြူသားကြီးတကောင်လှေကားကနေဖြည်းဖြည်းချင်းဆင်းလာတာပါပဲ။လီဆာဟာအသက်တောင်မရှူရဲပဲအတန်တိုက်နေပေမဲ့လည်းဖြူသားကြီးကတော့သူမရှိတဲ့နေရာကိုတိနေတယ်လို့မျိုးတဲတဲ့ကြီးရှောင်လာနေပါတယ်။လီဆာဟာနေရန်ကိုကတ်ပြီးတိုင်နောက်ကနေပတ်ပြေးရင်းနဲ့ချင်းတောင်လေးကကတ်ကျဲတဲ့လက်ကိုအမြန်ဆွဲယူလိုက်ပါတယ်။လက်ထဲမှာလက်နဲ့ရှိနေပေမဲ့လည်းနီးကပ်လာတဲ့ဖြူသားကြီးကိုမြင်ပြီးလီဆာတယောက်ပြန်တိုက်ဖို့တတ်တည်မရှိရှာပါဘူး။စပွဲအောက်မှာထပ်ပုံးဖို့ကြိုးစားပေမဲ့ခေါင်းအလှဲ့မှာပဲဖြူသားကြီးကဘေးမှာရောက်နေပါပြီ။လီဆာထပ်ပြေးဖို့ကြိုးစားပေမဲ့လည်းဒီတစ်ခါတော့ဖြူသားကြီးကအခွင့်အရေးမပေးတော့ပါဘူး။စပွဲကိုသူ့ရဲ့စွမ်းအားနဲ့ထိန်းချုပ်ပြီးလီဆာကိုထောက်မှာပိတ်မိအောင်လုပ်လိုက်ပါတယ်။ပြေးစရာမြင်မရှိတော့တဲ့အဆုံးလီဆာနဲ့ထပ်မပုံးတော့ပဲလက်ထဲမှာကတ်ကျဲနဲ့အသေးလဲပြန်ချဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်တာကတော့ဖြူသားကြီးကလက်တစ်ချက်ဝေးရမ်းလိုက်ုံနဲ့ကတ်ကျဲဟာလီထဲကိုလွင့်ထွက်သွားပါတယ်။လက်နဲ့မရှိတော့တဲ့လီဆာတယောက်ပြန်လဲထိတ်လန့်သွားပြီမဲ့ဖြူသားကသူ့မကိုချက်ချင်းအန်ဒီရမပြုတ်ခဲ့ပါဘူး။အဲ့ဒီအစားလီဆာလက်ထဲမှာထပ်ပုံလေးကိုပဲသူကစိတ်ဝင်စားနေပုံရပါတယ်။သူဟာထပ်ပုံကိုသူ့ရဲ့လွှဲခွာစွမ်းအားနဲ့ဆွဲယူလိုက်ပါတယ်။အဲ့ဒီအချင်းကိုအခွင့်ကောင်းယူပြီးလီဆာဟာလေကားအတိုင်းအပေါ်ဓာတ်ကိုပြေးတက်ခဲ့ပေမဲ့သူမရဲ့နောက်မှာတော့ဖြူသားကလေးတစ်ကောင်ကတိတ်တိတ်ဆိတ်ဆိတ်စောင့်နေခဲ့တာပါ။လီဆာတယောက်ဘာမှမလုပ်နိုင်ခင်မှာပဲဖြူသားကလေးရဲ့တိုက်ခိုက်မှုကြောင့်ကျမ်းပြင်ပေါ်ကိုမှောက်လျက်သားလဲကျသွားပါတော့တယ်။